မင်္ဂလာပါခင်ဗျာစวัสดีครับနေ့စဉ်သုံးထိုင်းစကားပြောခြေခံသင်တန်း beginner 1ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကတော့သင်ခန်းစာ၄ကိုဆက်လက်ပြီးတော့လေ့လာသင်ယူကြရမှာဖြစ်ပါတယ်အစဉ်သစ်ဖြစ်လို့ရှိရင်တော့စလိုက်ကြအောင်ပါပထမဆုံးအနေနဲ့ဝေါ်ဟာရများကိုဆက်ပြီးတော့ကြည့်ကြပါမယ်ပထမဆုံးတစ်လုံးကထောက်ရိုင်ထောက်ရိုင်ထောက်ရိုင်ဒီဘက်ကဘယ်လောက်လဲเนาะပြောကြည့်မယ်ထောက်ရိုင်นะครับဘယ်လောက်လဲလို့အဓိပ္ပာယ်ရပါတယ်နောက်ထပ်တစ်လုံးကกว่าရဲ့အဓိပ္ပာယ်ကကြတော့အထက်ပို၍ပေါ့နော်ပို့ပြီးတော့များတဲ့ခါတွေမှာသုံးပါတယ်ပြောကြည့်ပါกว่าဟုတ်ပြီနောက်ထပ်တစ်လုံးน้อยကြတော့နေတာကိုပြောတာဖြစ်ပါတယ်ပြောကြည့်ပါน้อยဟုတ်ကဲ့ပါနောက်ထပ်တစ်လုံးแต่ကတော့ဒါပေမဲ့လို့ပြောတာဖြစ်ပါတယ်ပြောကြည့်မယ်แต่ဟုတ်ပြီနောက်တစ်လုံးเพื่อนကတော့တငယ်ချင်းဖြစ်ပါတယ်ပြောကြည့်ပါเพื่อนဟုတ်ပြီနောက်ထပ်တစ်လုံးเป็นကတော့ဖြစ်တယ်ဖြစ်ပါတယ်ပြောကြည့်ပါเป็นဖြစ်တယ်ဖြစ်သည်ပေါ့နော်နောက်ထပ်တစ်လုံးကแก่ကတော့အိုတယ်လို့ပြောလို့ရတယ်အသက်ပိုကြီးတောင်မျိုးပြောတာပါแก่ဟုတ်ပြီနော်နောက်ထပ်တစ်လုံးเกิดကြတော့မွေးဖွားတာဖြစ်ပေါ်တာပြောတာပါပြောကြည့်ပါเกิดဟုတ်ပြီနောက်ထပ်တစ်လုံးปีကတော့နှစ်ဖြစ်ပါတယ်ကဲပြန်ပြီးတော့နားထောင်ကြည့်ရအောင်ဘယ်လောက်လဲဆိုရင်ထောက်ရိုင်ထက်ပို၍ဆိုရင်กว่าနေတယ်ဆိုရင်น้อยဒါပေမဲ့ဆိုရင်แต่တငယ်ချင်းကိုเพื่อนဖြစ်တယ်ဆိုရင်เป็นဥတယ်แก่မွေးဖွားတယ်ဖြစ်ပေါ်တယ်เกิดနှစ်ဆိုရင်ปีเนาะအဲ့လိုပါကဲဆက်ပြီးတော့မှကျွန်တော်စကားပြန်လည်ပြောတာလေးကိုကြည့်လိုက်ကြရအောင်ပါပထမဆုံးရကြလေးကနေပြီးတော့စကားစမြည်ပြောလိုက်ပါတယ်คุณอายุเท่าไหร่ครับคุณอายุเท่าไหร่ครับคุณတင်เนาะอายุအသက်ဖြစ်ပါတယ်เท่าไหร่ဘယ်လောက်လဲလို့မေးတာဖြစ်ပါတယ်ပြောကြည့်ပါคุณอายุเท่าไหร่ครับဟုတ်ပြီတဲ့ဘယ်လောက်လဲခင်ဗျာလို့မေးလိုက်တာပါပြန်ပြီးတော့ဖြေပါတယ်ฉันอายุ25ปีค่ะฉันอายุ25ปีค่ะฉันကကျမအာยุအသက်25ปีနှစ်ပေါ့နော်ฉันอายุ25ปีค่ะကျမအသက်25နှစ်ပါရှင်လို့ပြန်ဖြေတာပါပြောကြည့်မယ်ฉันอายุ25ปีค่ะเนาะဆက်ပြီးတော့อายุน้อยกว่าผมอายุน้อยกว่าผมอายุကအသက်น้อยกว่าပို့ပြီးတော့နည်းတယ်ผมကျွန်တော်ထက်เนาะကျွန်တော်ထက်အသက်ငယ်တယ်လို့ပြောချင်တာဖြစ်ပါတယ်ပြောကြည့်မယ်อายุน้อยกว่าผมကျွန်တော်ထက်အသက်ငယ်တယ်เนาะဆက်ပြီးတော့မှคุณเกิดปีอะไรหรอคุณเกิดปีอะไรหรอคุณတင်เกิดမွေးဖွားတယ်ปีอะไรဘယ်နှစ်လဲเนาะဘယ်ခုနှစ်မှာမွေးတာလဲလို့မေးချင်တာဖြစ်ပါတယ်คุณเกิดปีอะไรหรอပြောကြည့်မယ်คุณเกิดปีอะไรหรอနင်ဘယ်ခုနှစ်မှာမွေးတာလဲเนาะတစ်ခါတော့ပြန်နှားထောင်ပါတဲ့ဘယ်လောက်လဲခင်ဗျာလို့မေးချင်ရင်คุณอายุเท่าไหร่ครับကျမအသက်25နှစ်ပါရှင်ဆိုရင်ฉันอายุ25ปีค่ะကျွန်တော်ထက်အသက်ငယ်တယ်อายุน้อยกว่าผมဘယ်နှစ်ခုနှစ်မှာမွေးတာလဲคุณเกิดปีอะไรหรอအဲ့လိုမေးလို့ရတယ်ဆက်ပြီးတော့ကြည့်ကြရအောင်ผมเกิดปี1994ပြောက်ကြလေးကပြန်ဖြေတာဖြစ်ပါတယ်ကဲလိုက်ပြောကြည့်ကြရအောင်ผมเกิดปี1994เกิดปี1994ပေါ့နော်1994ခုနှစ်မှာမွေးပါတယ်ဆက်ပြီးတော့ဘယ်လိုပြောလဲဆိုတော့คุณแก่กว่าฉัน1ปีคุณ
แก่กว่าฉัน1ปีဒါမင်းကလေးဘက်ကပြောတာပါကျမထက်တစ်နှစ်သက်ကြီးတယ်လို့ပြောတာဖြစ်ပါတယ်คุณแก่กว่าฉัน1ปีသင်ကကျမထက်တစ်နှစ်ကြီးတယ်နော်ပြောကြည့်မယ်คุณแก่กว่าฉัน1ปีဟုတ်ပြီနော်ဆက်ပြီးတော့မှဗာပြောလို့ရလဲဆိုတော့แต่เราเป็นเพื่อนได้ใช่ไหมครับแต่เราเป็นเพื่อนกันได้ใช่ไหมครับแต่ဒါပေမဲ့เราငါတို့เป็นဖြစ်တယ်เพื่อนกันတငယ်ချင်းပေါ့နော်เพื่อนတလုံးတည်းဆိုရင်တော့တငယ်ချင်းပါပဲเพื่อนနဲ့กันနဲ့တွဲပြီးတော့သုံးပါတယ်တငယ်ချင်းအချင်းချင်းလို့ပြောချင်တာပေါ့နော်เพื่อนกันได้ရလားရတယ်ใช่ไหมใช่ไหมဆိုရင်ได้ใช่ไหมဆိုရင်ရလားလို့မေးချင်တာเนาะใช่ไหมဆိုရင်ဟုတ်လားရလားလို့မေးတာပါแต่เราเป็นเพื่อนกันได้ใช่ไหมครับဒါပေမဲ့တို့တွေတငယ်ချင်းဖြစ်လို့ရတယ်မလားလို့မေးတာဖြစ်ပါတယ်မေးကြည့်ပါမယ်แต่เราเป็นเพื่อนกันได้ใช่ไหมครับဟုတ်ပြီเนาะမိန်းကလေးဘက်ကဘယ်လိုပြန်ဖြေလဲဆိုတော့ได้ค่ะได้ค่ะရပါတယ်ရှင်လို့ပြန်ဖြေတာဖြစ်ပါတယ်တစ်ခါတော့ပြန်နှောက်ထောင်ရအောင်เกิดปี1994 1994ခုနှစ်မှာမွေးပါတယ်คุณแก่กว่าฉัน1ปีကျမထက်တက်တစ်နှစ်ကြီးတယ်နော်လို့ပြောတာဖြစ်ပါတယ်แต่เราเป็นเพื่อนกันได้ใช่ไหมครับဒါပေမဲ့တို့တွေတငယ်ချင်းဖြစ်လို့ရတယ်မလားได้ค่ะရတယ်ရှင်လို့ပြန်ပြီးတော့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကကြတော့သင်ခန်းစာ၄ကစကားလုံးလေးတွေဖြစ်ပါတယ်ဝေါ်ဟာရနဲ့ပြန်လာစကားပြောတာလေးတွေကိုတေချာလေးပြန်ကြည့်ပြီးတော့မှလေ့ကျင့်ကြည့်ပါပြီးသွားလို့ရှိရင်တော့မိကွန်လေးကိုနှိပ်ပြီးတော့မိကွန်လေးတွေဝင်ရောက်ပြီးတော့ဖြည့်ပေးကြပါခင်ဗျာဟုတ်ကဲ့ပါနောက်နေ့မှာနောက်သင်ခန်းစာနဲ့ပြန်ပြီးတော့တွေ့ကြမယ်နော်မင်္ဂလာပါခင်ဗျာစวัสดีครับ